အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့တခြားအကြောင်းအရာတော့မဟုတ်ဘူးကျွန်တော်တိတ်မကြွချင်တဲ့အကြောင်းတွေကတခုပေါ့နော်အခုတော့ခေါင်းထဲတော်တော်ရောက်နေတဲ့အကြောင်းတစ်ခုကိုပြောပြခြင်းတယ်ဘာလဲဆိုတော့တချင်းတစ်ပုတ်ကြောင့်ပေါ့နော်ချင်းတစ်ပုတ်ဆိုပေမဲ့အခုလက်တလုံးထွက်ထားတဲ့တချင်းမဟုတ်ဘူးလွန်ခဲ့တဲ့2024ပေါ့နော်အဲ့တော့ထွက်ထားတဲ့เนี่ยဆိုတော့သူကCasey Musgraves ပေါ့နော် Casey Musgraves သူ့ရဲ့Deeper World ဆိုတဲ့ event နဲ့တချင်းတစ်ပုတ်ဆိုတော့အဲ့တချင်းကပြောရမယ်ဆိုရင်ထွက်ထား2024တဲ့ပြီးတော့ Grammy ဆုလည်းရထားတယ်ပေါ့နော်အဲ့ Best Country Song ဆိုတဲ့ album အဲ့ award ကိုရထားတယ်ဆိုတော့အဲ့ album နဲ့အဲ့တချင်းပေါ့နော် Deeper World ဆိုတဲ့ title song ရထားတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကကျတော့အဲ့တချင်းမဟုတ်ဘူးအဲ့ Deeper World လေးကောင်းတယ်အမှန်တော့အဲ့ album တစ်ခုတော့တကယ်ကိုကောင်းတဲ့ album ပေါ့နော်ဒါပေမဲ့အဲ့ထက်ကတော်တော်ကောင်းတဲ့သချင်းတစ်ပုဒ်ရှိရယ်ပြောရရင်ဒီ album ကကြတော့ country album ဖြစ်တဲ့ကြောင့်အဲ့လိုမျိုးပြောရင်ကြေးလက်ဂီတာပေါ့နော်ဘာမှလိုပါလာပြန်ရမယ်ဆိုရင်ပေါ့ဆိုတော့အဲ့မှာသူကတည့်ရတိုင်း country sound တွေတော်တော်ပဲများပါပေါ့နော်အဓိက DD သွားတဲ့ဟာလိုမျိုးpop တွေ R&B နဲ့ဆိုင်ရင်ပို့ပြီးတော့ဒီအကြောင်းအရာတွေကိုပို့ပြီးတော့ဒီပြောပြရတယ်ဒီ story ကိုဘာဖြစ်ခဲ့တယ်ဆိုတဲ့ဟာလိုမျိုးဒီပြန်ပြောပြရတဲ့တခြင်းမျိုးစားလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ကြားလဲကြားဘူးရယ်ဆိုတော့မပြောခင်မှာဒီ album မှာစုစုပေါင်း24ပုဒ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့အဓိကပြောချင်တဲ့အကြောင်းအရာ moving out ဆိုတဲ့ဟာပေါ့နော် moving out လို့ပြောလိုက်ရင်ကျွန်တော်ခေါင်းထဲမှာအတွေ့အချက်ချင်းတက်ရောက်လာတာဥပမာထားပါတော့ဇုံလွဲပေါ့နော်ဒီအိမ်မှာတူတူနေနေအဆင်မပြေလို့တယောက်အဲ့နှစ်ယောက်ထဲမှာတယောက်က move out လောက်သွားတဲ့ဟာလိုမျိုးဒါမှမဟုတ်လေအဲ့လိုမျိုးထားပါတော့မိသားစုရှိရဆိုရင်သူတို့သားသမီးအရွယ်ရောက်လာပြီဆိုရင် move out လုပ်တဲ့ဟာလိုမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်ကခေါင်းထဲဝင်ခဲ့တာပေါ့စစတွေ့လို့ကျွန်တော်ဘာအကြောင်းလဲမသိဘူးဆိုဖြစ်တာအမှန်တော့နားဟောက်ကြည့်တဲ့အချိန်မှာနည်းနည်းလေးကွဲနေတယ်ပေါ့နော်အကြောင်းအရာဆိုတော့ပထမဆုံးကကျတော့အဲ့ဒီသူတို့ဆုံးတွဲပဲပြောရမှာဆိုတော့ဒါကတော့အတိတ်ပဲကွာမှာပေါ့နော်သူဒီ artist ကသူဘလို့အတိတ်ပဲနဲ့ရေးထားလဲတော့မသိဘူးဒါပေမဲ့ကျွန်တော် interpret လုပ်ရှင်တဲ့အကြောင်းအရာကြတော့အဲ့ဒီ couple ပေါ့နော်ဒီ couple ကတခြားနေရာတခြားမျိုးဖြစ်ခြားနေရာကိုပြောင်းကြရပေါ့နော်ပြောင်းတဲ့အချိန်မှာဒီအိမ်ကိုသူတို့နေခဲ့တဲ့အိမ်ကိုခွဲခွာရတဲ့အချိန်မှာဖြစ်တဲ့ခံစားချက်ဒါပေမဲ့အဲ့ခံစားချက်ကိုသူတို့ကဓာတ်ရိုက်မပြောဘဲနဲ့သူတို့အိမ်မှာဘာတွေဖြစ်ခဲ့တယ်သူတို့အိမ်မှာဘာတွေလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအကြောင်းအရာကိုသူကရေးထားတဲ့ဟာအကြောင်းအရာတွေးကြည့်လိုက်ရင်တော့ရိုးရှင်းလေးပဲဒါပေမဲ့သူဒီတခြင်းကိုsound writer တွေနောက် producer တွေပုံဖော်ထားတဲ့ဟာတော်တော်ကြီးကိုခေါင်းထဲဆွဲပြီးရင်ထဲကြံခဲ့တာပေါ့နော်ဆိုတော့ပထမဆုံးသူရေးထားတဲ့အကြောင်းအရာကြတော့ဒီအိမ်ကပေါ့နော်သူတို့နေခဲ့နှစ်ယောက်နေခဲ့တဲ့အိမ်ကဒါနေရာတစ်ခုအိမ်တစ်ခုဆိုတာထက်အများကြီးပိုတယ်ဆိုတဲ့အကြောင်းအရာတွေပါတယ်ပြီးတော့ခုနကပြောလို့ပဲ country တခြင်းဖြစ်လို့ပြောသူကအသေးစိတ်တွေထည့်ရဘယ်လိုမျိုးလဲဆိုတော့ဒီအိမ်ရှိကအဲ့လိုမျိုးမြေခွက်လက်မှာအဲ့မှာရှိတဲ့အပင်တစ်ပင်ကသူတို့ကားပေါ်ပြုတ်ကျကန်နေဖြစ်တယ်ပေါ့နော်ဒါပေမဲ့တကယ်မပြုတ်ကျသွားဘူးဆိုရယ်အဲ့လိုမျိုးတခြင်းတပုတ်အနေနဲ့ကြည်လိုက်ရင်ဒါထဲမကြီးလေးရတဲ့ဟာပေါ့နော်ဒါပေမဲ့သူတို့ကဒီအိမ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုသူတို့ကပြန်ပြီးတော့ငါတို့တော့ဒီကိစ္စတွေလွမ်းနေတော့မယ်တတိယနေတော့မယ်ဆိုတဲ့ဟာအိမ်ဆောင်တွဲကပြန်ပြီးပြောပြတယ်လို့ရေးထားတဲ့ဟာပေါ့နော်ဆိုတော့ပြီးတော့နောက်တစ်ခုကကျတော့သူတို့အိမ်ပြောင်းပြီးချင်းအိမ်မှာနှင်းစီပန်နေဆိုင်တယ်ပေါ့နော်နှင်းစီပန်နေဆိုင်တယ်အဲ့နှင်းစီပန်နေကအခုပွင့်နေပြီပေါ့နော်ပန်းနေပွင့်နေပြီဒါပေမဲ့သူတို့ဒီအိမ်ကနေခွဲရတော့မယ်ပေါ့နော်အခုစောင်းရာတီလည်းရောက်ပြီဆိုတော့နှင်းစီပန်နေပွင့်နေပြီဆိုတော့ရေးထားတဲ့ဟာပေါ့နော်ဆိုတော့ငါတို့ဒီအိမ်ကိုငါတို့နေခဲ့တုန်းကထပ်ပို့ပြီးတော့ကောင်းတဲ့အိမ်ဖြစ်ထားခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးရေးထားတဲ့အကြောင်းအရာကြီးပါတယ်နောက်တစ်ခုကကျတော့သူတို့နှစ်ယောက်ရန်ဖြစ်တယ်ဒါပေမဲ့သူစိတ်ဆိုးတယ်ဆိုပေမဲ့လည်းဒီလိုရန်ဖြစ်တဲ့အခါမှာသူတို့စိတ်ဆိုးတယ်ဆိုပေမဲ့လည်း
ဒီလိုပြန်တွေးကြည့်တဲ့အခါမှာဆိုရင်အိမ်ပြောင်းရတဲ့အခါမှာစိတ်လှုပ်ရှားရပေါ့နော်နေရာတစ်ကိုပြောင်းမယ်စိတ်လှုပ်ရှားရဒါပေမဲ့ဒီအိမ်ခွဲခါမှာတော့သူတို့ဝမ်းနေတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအကြောင်းအရာတွေကိုရှိထားတာဒါကဟိုမြန်မာလိုပြောတဲ့အခါကျတော့တိတ်ပုံမှန်အကြောင်းအရာဖြစ်မယ်ပေါ့အဖြစ်နဲ့အခုနားထောင်နေတယ်လို့ဖြစ်ရမယ်ဒါပေမဲ့သူကကျတော့ original ကအင်္ဂလိပ်လိုရေးထားတာဖြစ်တဲ့ကြောင့်အင်္ဂလိပ်လိုဟိုတခါကျရင်ကျွန်တော်တို့ဟိုဘာသာစကားမှာဟိုမြန်မာလိုပြီးဖွဲ့နှဲ့ပြီးရေးထားတဲ့ဟာကိုအင်္ဂလိပ်လိုဘာသာပြန်ရင်တချို့ဟာတွေထောက်တယ်လို့အခုကျွန်တော်ကအခုအင်္ဂလိပ်ဟိုနားထောင်တယ်ပေါ့နော်ဒီအချင်းကလည်း original အင်္ဂလိပ်လိုပဲဆိုတော့ဒါပေမဲ့အခုဗမာလိုပြန်ပြောတဲ့အချိန်မှာပြောရတဲ့အကြောင်းအရာတွေကဘာမှတော့ထူးဆန်းမနေဘူးဒါပေမဲ့အဲ့လိုမျိုးအင်္ဂလိပ်လိုမျိုးအဲ့တချင်းကိုသွားပြီးနားထောင်တဲ့တင်ချာချိန်ကြရင်ဟိုတော်တော်ကြီးကိုကောင်းတဲ့ဟာလည်းပါတယ်ပြီးတော့နောက်သူ့နောက်က melody တီးလုံးပေါ့နော်တီးလုံးနေရာစားလဲလုံးဝ country vibe ကိုမှငင်းလေးနဲ့သွားတဲ့ဟာလိုမျိုးဆိုတော့ဒီသရှင်ကိုနားထောင်ဖို့အကြံပေးရနောက်တစ်ခုဒီ album ထဲမှာကကောင်းတဲ့သရှင်တွေအများကြီးပဲဟိုကြောစရာအောင်မလိုဘူးပေါ့နော်Deeper Well တို့နောက် Too Good to Be True တို့နောက် Cardinal The Architect ပေါ့နော်အဲ့သရှင်တွေကတကယ်ကိုကျွန်တော်ရင်ထဲမှာကြံတဲ့သရှင်တွေအထူးသဖြင့်ဒီ moving out ဆိုတဲ့သချင်းကတော်တော်ကြီးကိုနားထောင်လို့ကောင်းတဲ့ထဲမှာပါတယ်တော်တော်များများကျွန်တော်တငယ်ချင်းတွေကိုလည်းညွှန်းတယ်ပေါ့နော်ဒါက main ကလေးသချင်းဆိုပေမဲ့ခန်းစားယောက်ျားလေးတယောက်တွေလည်းခန်းစားလို့ရတဲ့သချင်းတစ်ပုဒ်ဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့ဟိုသချင်းတစ်ပုဒ်ကောင်းပြီဆိုတော့ကျွန်တော်ကတော်တော်များများတငယ်ချင်းတွေကိုညွှန်းလာရှိတယ်ဒါကတော့ကျွန်တော် left language ပေါ့နော်ဆိုတော့ဒီသချင်းကိုကျွန်တော်နားထောင်ဖို့ recommend ပေးတယ်သချင်းကဘယ်လောက်မှမရှိဘူး2မိနစ်3မိနစ်ကျော်လောက်ပဲရှိတယ်ဒါပေမဲ့ဟိုစာသားတွေသူကရေးထားအရန်ကြည့်လက်ပြီးတော့ဒီသူတို့နေခဲ့တဲ့အိမ်မှာဘာတွေဖြစ်ခဲ့လဲပြီးတော့ဒီသူတို့ဒီအိမ်ဟိုအရင်တော့ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကတော့ဖြစ်ခဲ့တာပဲပေါ့နော်ဘာမှမထူးဆန်းဒါပေမဲ့သူတို့အိမ်ပြောင်းရမယ်ဆိုတဲ့အချိန်မှာသူတို့ဒီပြန်ပြီးတွေးကြည့်လိုက်တဲ့ခါကျရင်သူတို့အရင်ကဘာမှမဟုတ်တဲ့အကြောင်းအရာလေးတွေကသူတို့အမှတ်တရအနေနဲ့ဖြစ်ပြီးတော့အဲ့ဒီမျိုးနှင်းစီပန်းလေးပွင့်နေတဲ့အိမ်ဖြစ်နေသူတို့ထားခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဟာကိုပြောချင်တဲ့ဟာကအရန်ဟိုပြောရရင်ကြပြဆန်တယ်ပေါ့နော်ကျွန်တော်တော့ပြီးတော့ဟိုအရန်ဟိုရှင်နေရောက်တဲ့တချင်းတစ်ပုဒ်လို့ကတော့ကျွန်တော်ထင်တယ်တော်တော်များများဒီအဆိုတော်တော့သိကြရပေါ့နော် Casey Musgrave ကိုသိကြရဒါပေမဲ့Deeper Well ဆိုတဲ့တချင်းက Deeper Well ဆိုတဲ့ album ပေါ့နော်ဒီ album ကတော်တော်များများ hit မဖြစ်တဲ့မှာပါတယ်hit မဖြစ်လိုက်တဲ့ထဲမှာပါတယ်ပေါ့နော်ဆိုတော့ဒီ album ကတော့ကျွန်တော်2024ရောနောက်မှတ်မှတ်ရပြောမယ်ကျွန်တော်2024နောက်ပိုင်းမှာစတည်တာပေါ့နော်ဒီ album 2024နှစ်ကုန်ဟိုင်းလာမှာအခု2025ရောက်တော့ devotion နားဟောင်း devotion နားဟောင်းလိုက်တဲ့ခါမှာပို့ပြီးတော့သဘောကျသွားတယ်ပေါ့နော်ဆိုတော့ပထမဆုံးဒီ Deeper Well ကို24ပုံလုံးနားမထောင်ကျင်ဘူးဆိုရင်တော့အခု title sound Deeper Well ရဲ့နောက် moving out ရယ်နောက် The Architect ဆိုတဲ့သရှင်၃ပုဒ်ပေါ့နော်အဲ့ဒါကိုတော့ကျွန်တော် recommend ပေးတယ်အနောက်မှာသချင်းကိုထည့်ထားတာပေါ့နော်အမှန်ကဟိုဘာဟို application တွေဘာတွေနဲ့မှ edit လုပ်ထားမှာမဟုတ်ဘူးအနောက်မှာကျွန်တော်သချင်းဖွင့်ပြီးတော့သချင်းစာသားတွေကြည်နေနေအခုဒီဟာ recording လုပ်နေတာပေါ့နော်ဆိုတော့သချင်းရတယ်ဘယ်တော့မှမရှိဘူးပြီးတော့ငင်းညောင်းလေးနဲ့တော်တော်နားထောင်လို့အဆင်ပြေတဲ့ထဲမှာပါတယ်ဒီသချင်းကိုကျွန်တော်နားထောင်ဖို့ recommend လုပ်ပါတယ်အားလုံးလည်းနားထောင်ကြည့်ကြပါဒီနေ့ကတော့လောက်ပါပဲကျေးဇူးတင်ပါတယ်